안녕하세요. အားလုံးပဲမင်္ဂလာပါ KC ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ K ကဒီကျောင်းကနေပြီးတော့ထပ်ပြီး game လေးဆော့အောင်မှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးမစခင် K YouTube channel လေးကို like and subscribe လေးလုပ်ခဲ့ပေးကြဖို့အတွက်အားလုံးတောင်းဆိုလိုက်ပါတယ်ဆိုတော့အခုပဲစပါတော့မယ် normal လား hack လားဆိုတော့ normal ပဲဆော့ကြည့်လိုက်ပါမယ်တခါမှမဆော့ဘူးဆိုတော့လေ okay ဟာငါအရန်ကိုချောမောလာပါတာပဲအော်ဒါအမလီဘာလုပ်နေရတော့သူနှာခေါင်းကတစ်မျိုးပဲနော်ဒီနေ့လာတဲ့အကြောင်းဒီအကြောင်းကိုပေါ့နော်လာတဲ့အကြောင်းရင်းလေးကကြာဒီမှာကြည့်ကျွန်မရင်ဘက်ကိုကြည့်လိုက်ပြက်ကတ်နေပေါ့နော်ဆိုတော့သူ့ပါအလုံးနှလုံးကိုဖြုတ်ပြီးတော့ကျွန်မရင်ဘက်မှာကတ်ချင်လို့ပေါ့နော်ဒါတော့အလကားစားပါကဲဆိုသွားမယ်ကိုယူမယူလိုက်မလားဒုက္ခပဲပတ်စံလားမသိဘူးဟဲ့ပတ်စံမှာရရင်ဆိုမစိုးဘူးတော့တန်တယ်ဒီလားတာတန်တော့ဒီအပေါက်လေးဝင်ဟမ်အော်ဒီဘက်လားအော်အဲ့လိုလောက်ပါမလေးနောက်နေတယ်ပဲအမေပတ်စံဟဲ့အပေါက်တာ no leaving class nope အော်အမလေးငါ့ကိုထောင်မြတ်မှန်လားဟဲ့ဒုက္ခပဲဟုတ်တော့နေထိုင်နေဖြစ်နေတော့အမလေးတူထောင်မြရတယ်ဟဲ့ပီဇာလေးစားချင်လိုက်တာကောက်စားလို့ရန်ကောင်းမယ်I will not trying to escape class again အော်ဒါအပြစ်ပေးဟာပေါ့နော်နောက်ဘယ်တော့မှ class ကနေပြီးတော့ထွက်မပြေးတော့ပါဘူးဆိုပြီးတော့အပြစ်ပေးဟာပေါ့နော်ရေးခိုင်းတာပေါ့နော်အဲ့လိုမျိုးနန်းကြားမှာအများကြီးရှိပါတယ်အဲ့လိုပြစ်ပေးရပေါ့နော်စာအုပ်ထဲမှာပြည့်ရေးခိုင်းတာရဲ့အဲ့လိုမျိုးရှိပါတယ် Okay ဒါမျိုးလေးရှိရပဲလားမရတော့ပတ်စံအစားဒီပီဇာပဲလိုချင်နေဘယ်လိုလုပ်ရမလဲမသိတော့ဒါကြီးက escape လုပ်ရတော့မှတင်တယ်အော်ပီဇာပဲစားချင်နေဒီပီဇာပေါက်လေးယူလို့မရဘူးကြည့်မရဘူးပီဇာပဲစားချင်နေတာစိတ်ကဒါကြီးကကျိုးမှတင်နေကျိုးတိနေတယ်ကျမကျိုးတိနေအဲ့တော့မစူးစမ်းတဲ့အကြောင်းညာလောက်တော့ပါโอเคဟာငါလောက်ကောင်းတာငါပဲရှိတယ်အရင်ကလေးကထောင်နေပါဖောက်ဘူးလားဆိုတော့ဒီတော့က AC ပဲโอเคပတ်စံတော့ယူရမှာပတ်စံ follow the banana peels တဲ့ငါပြောသေးခွန်နာကိုလိုက်ပါโอเคဘာကြီးမှောင်အမလေးလောက်ကြပါအောင်ပီဇာမိုက်ပုံကြီးပီဇာစားချင်လိုက်တာမမြင်ရတော့ဘူးအမလီတော်သေးရပေါ့ပီဇာစားပီဇာပေါက်ကြီးကထဲထိလိုက်တာပဲလားတစ်ခါပဲရမယ်လာပြီးတွေ့တာနင်ပီဇာလေးနင်ပစက်ရပီဇာလေးငါကြွေးခဲ့ပါပြေးတော့မဒီခါတော့တန်းတီတော့မတော်ဘူးအပေါက်ထထိလိုက်လိုက်လည်းနင်လုံးပါငါဘယ်တော့မှာဒီဘက်လည်းမဟုတ်ပြန်အဲဆိုဒီဘက်ပေါ့ဟဲ့ဒုက္ခပဲငါဝင်ကပိုင်လိုက်ရွေးခိုင်းနေတာမသိဘူးငိုတွေကနှုတ်ပါဆိုအမလီအပေါက်ထပြချွာဒီဘက်လားအေးဟုတ်တယ်ဒီမှာပတ်စံလေးကောက်လိုက်ပါဦး80ရသွားပြီမစိုးပါဘူးဒါအဆောင်ကလေခုနအစာတင်ကန်လေအမလီရတကူတကရလုံးနေဒီအပေါက်ကထွက်လို့မရဘူးလားမသိဘူးဒါ beer trap လား bear trap လားဒီကဒီရအောင်ဖြစ်ကုန်ငါလဲအီစကေရတာအကောင်းတာ bear trap အဲ့လိုလောက်ပါအခုခေတ်မှာ beer လို့မခေါ်တော့ဘူးလေဝဝင်လေ bear လို့ခေါ်ရတယ်နေခေရည်စီအောင်ရအောင်တင်ရိုးအရာပေါ့ပြောတာခေရည်စီကြောင်ဖြစ်ကုန်မာလို့စူးနဲ့မထီသွားဘူးလေစူးကြရောက်သွားတာဘာလို့သိရအဲ့ဒါကြောင့်အဓိပ္ပာယ်မရှိတွေ့လားစူးနဲ့မှမထီတာလုတ်ပြန်ပြီတွေ့လားငါခြေထောက်ကချော်နာဒီခေါက်မဖြစ်စီရတော့ကောင်းမွန်လို့တော့ပဲမလီဖျက်ဒီနှလုံးကြားတွေကထွက်သွားရင်ဘယ်လိုလုပ်ခုံမဟဲ့ငါကောင်မလဲဝီထပ်ပြုတ်ကြပါနဲ့တော့မလီပိုက်လုံးနေရလဲရှုပ်လိုက်တာဆိုတာ
အိမ်သားပိုက်ကြီးဖြစ်နေမှာဒုက္ခပတ်စံလေးပါလေးမရှိတော့ဘူးလားဘယ်ရသွားမှာပုတ်ကိုသွားပြီးခလုတ်သွားနေရမှာပါတဲ့ဒါတစ်ချက်ထင်တစ်ခိုင်းသိလားမသိဘူးလို့ပြောမလို့ပဲသိတယ်နော်ရပြီတီးပြေးအေးဒါပဲပပရပြီโอเคရပြီတေးသွားပြီလားမသိမရတော့လားအော်ရအဲ့ဆိုရင်ဒီဘက်ကတန်းသွားရုံပဲတေးလိုက်ရင်တော့ဟုတ်မယ်မတေးသွားလည်းကောင်းတာပေါ့မလီမနေမယ်ဖျက်လေโอเคပတ်စံထိုက်ရတယ်ဘာရေးတာလဲမသိဘူးတော့ပါပြီမဖတ်တော့ပါမဖတ်တတ်လို့မဟုတ်နော်ရှော့တော့မတွက်စီချင်ဘဲသွားမအောင်လိုက်နေလားမသိဘူးလိုက်ပါအောင်နော်ဝင်းကပါကြီးလားပါလေဟာဒုက္ခပဲမလေးအခုမှတွေ့တာလိုက်လာပြီဘာလို့လဲရလဲအရင်တအားကြီးလို့နေတယ်မလို့ဘော်ဒီလည်းမပေါချီးဘလို့ပါလဲမသိတအားသိကျင်တာပဲโอเคလောက်ပါနေတော့ရောက်ထက်ရောက်ပါပြီအောက်မှာလာပါရင်နဲ့ငါဘဲသွားမှာဒီလိုလားအော်ဟုတ်တယ်ဗျာဟာငါလောက်ကောင်းတာငါပဲရှိโอเคဒါတန်ကြီးတက်နေဆိုမတော်တဆပြုတ်ကြသွားလို့ရှိရင်ဘယ်သူကတောင်းနေကိုပဲမှာဒီလိုဟာဘာလို့ဒီမှာလာလောက်ထားလဲမသိဟဲ့မလောက်ပါနဲ့တေးပြီကွာနှစ်မျိုးစီမနှစ်မျိုးဒီနားလေးရပြန်စားဆိုမဆိုးပါပြင်ဒီနားလေးကနေပြီးဒီလိုလေးခုံးဟုတ်တယ်ခါပဲရမယ်အဲ့လောက်အမလီဒီလေးကပြမဆိုငါမတက်ရဲဘူးကိုယ့်ကိုပဲတေးလိုက်တော့မယ်နော်အဲ့လောက်ကြီးကြာတတ်တရားမရှိဘူးဒါရဲ့ကြိုးမှာတပည့်ခုံမှုဟာဒုက္ခပဲဟိုမှာပတ်စံလေးတော့ဟိုတေးမတွေးမိတာအဲ့လိုညလုံးကထင်တယ်လောက်ကြီးမကောင်းအဲ့လိုဆိုလောင်းတာတော့မရှိဘူးတော့တကယ်တက်စီပြဖို့အမလီခုံလိုက်မလို့ပဲဟာကို The next day ရပြီမလီဖျတော်လီကြိုးစားလိုက်ရပဲတယောက်ကဆင်းလို့ဖြစ်ရလားဖြစ်တယ်အဲ့ဆိုရင်ဒီမှာပတ်စံလေးယူမယ်ပြီးရင်ဘယ်သွားမလဲဘယ်ကိုသွားရမလဲဟိုကိုသွားရမလားဒီအချောင်းထင်သေးတာမသိရတော့မထီတော့ပါဖင်မြရတာအကောင်းဆုံးပဲလေဟုတ်တယ်မပြန်နေစနေပြန်သွားနေအောင်ဒီမှာလှေကားလေ3တက်လောက်ဆိုရင်ဒူးတုံနေမလီအဲ့ဒါရေကျိုးတယ်လားမသိဘူးတော်သေးရပေါ့အမြန်လေးသွားလိုက်လို့ဓမီရေပဲထားပေးထားတာပဲစေတနာတော့မဆိုးရှာမနိုင်ပြောရင်လေဒီမီတီလေးပဲဖြုတ်သွားကြတယ်ဘာလို့လဲဆိုတော့အဲ့လိုမြန်မာနိုင်ငံမှာနေတာဆိုသိတဲ့အတိုင်းပဲနိုင်ငံဘဝမိုင်းမှာတူနေတာဒီဘက်လားအနီအောင်တော့မတူအောင်နော်ဒီဘက်တူလိုက်မယ်နော်ဖျဟုတ်ရလားမသိငါလမ်းအောင်မှန်လောက်တယ်ထင်တာပဲမီတီပေးထားရဆိုဟုတ်တော့အဲ့ဒီဘက်ပေါ့ဟဲ့မှန်တယ်တော့တော့မလားမသိတော်တရားပေါ့ဒါဘာလို့မှာအပေါ်ခေါ်မှာနမဲတစ်မျိုးလေးဟီးတဲ့ဘာဖြစ်သွားဘလို့ယုံတီဗီသူနဲ့အပြေးပြန်ရမှာပါတဲ့ကျေးဇူးတင်ပါတယ်ရှင်तू ကအဲ့လိုကြီးလိုက်နေဘယ်လိုလောက်ရတော့မှာတော့yes ဒါပဲအဖိုးကြီးကျမနိုင်ဖို့10နှစ်စူးစမ်းလိုက်ခဏနေပတ်စံလေးယူလာမယ်โอเคခိုင်းနည်းနည်းလေး
တော်တရားပေါ့နော်မင်းနဲ့ဆော့လို့ hard နဲ့ဆော့လို့ရတော့မလင်းငါလိုက်အောင်မယ်ခဏဆောင်အမေဟုတ်တယ်တော့ဖေမပူလားမသိဘူးအဲ့ဒါပဲသိချင်တယ်မီးလောင်နေပြီလောက်ကြပါဝင်းနဲ့လေးတဲ့အော်အမလေးဘလူးရုံမြန်မာလူလေးကဘလူးလာတယ်ဒုက္ခပဲတော်တယ်ပေါ့အမလေးတော်တယ်မိုင်းကွယ်မိုင်းကွယ်တော့မထင်နဲ့လို့ပြောမလို့ပဲရှိတယ်ဟဲ့ပတ်စံယူလို့ရလားမသိရရင်တော့အကုန်ဆွဲမှာငါဒါလည်းပတ်စံနေလားဟုတ်ပါနေငတ်သွားငတ်လွန်သွားဒါဘာလို့မလဲmusic ကချဲဆော်မှာအမလေးတော့ဒါပဲနိုင်သွားပြီဟာဟာဟာဒါပဲလားအော်ဟာနိုင်ကျင်လို့လားဆူတောင်းလေတခုံနဲ့လူရတော့မထင်တယ်ပြောရအာ easy no ဖကာပဲရမယ်တွေ့လားအစကနေပြန်ဆိုရတော့မှချီပဲ exit နိုင်တော့ပြီလား use the letter okay naka ဒီပေါ်တက်ဒီမှာထောင်းလိုက်မယ်နော်အဲ့ဒါဆိုဝေးပဲလားလို့လေမဝေးပါဘူးမပတ်စံလေးဖျက်ဒီနေ့ရက်ကြောက်စရာအပြင်မှာဆိုရင်တော့ငါတိန်နေကြတယ်ဒူးတော့ပြီโอเคတော့ကြမယ်ဘာကြီးတုံးတရားနဲ့ဝင်โอเคဝယ်လိုက်ပြီ easy going သူအစီနဲ့ပြန်မှာအကြာကြီးပြရမှာလားမသိဘူးဒုက္ခပဲပီဇာနဲ့လမ်းပြတာမလေးငါဆိုစားလိုက်ပြီအလာလာငါထီရမလို့လုပ်ပါနဲ့အားလုံးကလူသားတွေပါအမလေးလောက်ကြပါဦးပေးတော့မယ်နေသူပဲတိမ်မလားငါပဲတိမ်မလားနေမတိမ်မလားငါပဲတိမ်မလားခွေးတန်းလားကျွန်တော်ပြေးနေရပြီမလုပ်ပါနဲ့ဟာဒုက္ခတေးပြီနဲ့တူတယ်ဖျက်အေးနိုင်တော့မယ်ရောင်ပြထိအောင်ပြမထိနေသေးပဲဒါပဲနိုင်တော့မယ်ပြစ်ထားဒါပဲနိုင်လိုက်တော့ဒါပဲတစီပဲကျွန်တော်အေးနိုင်ပါပြီဟာနှုတ်ကတော့တနာပါပဲပြင်ပဲသွားမှာလေဟိုဘက်ထင်တာပဲအော်ဟိုမှာတကားပွင့်သွားဒိုက်ထမ်းလာတာမလေးဘူးလားမသိငါဆိုပြစ်ချခဲ့လိုက်ပြီဟောဒါမှလည်းမစိုးပါဘူးရောင်းစားလို့ရတာပဲပတ်စံတော့100ကျော်ပဲပါခဲ့ရထားနေလားမသိဒီလိုလေးဆိုဟဲ့အော်ရပါပြီရှင်အော်ចောင်းကားလေးတော့အမေចောင်းကားနဲ့အော်ဒါငါမောင်းပြီးတော့ပြန်မှာပေါ့ကားလည်းဘာမှလည်းမပေါ့စီရတိုင်းနဲ့မပါတယ်လို့ပဲနော်ဟောဒီမှာခက်လုပ်လေးပိုင်နှိမ့်အောင်အော်မုံโอเคကားမောင်းတော့မယ်ကျမရဲ့ကားမောင်းစကီကိုယ်လေကားလည်းကုန်းတိုက်အားမနာနဲ့တိုက်မောင်းတော့ရောက်ပြီမဟုတ်လားမဒီကုန်းစင်းနေပါရဲ့နဲ့ကုန်းတက်တွေပါရဲ့နဲ့ပြောပါတယ်ဒီဘက်ကွေလေးကားကလည်းကြာပါရဟဲ့ငါအပေါ်ငါအကြီးတွေ့နေဟဲ့ရပြီအဲ့လိုဆိုလာကြောင်းလေးက
ကဲတက်ကြည့်အောင်နိုင်ဝိုင်းထင်တာပဲဟာဟုတ်တာပေါ့ဟာအားဒုက္ခပဲသူများအောင်ဝဲခံမလို့ပဲဟာမိုက်လိုက်တာမတကယ်နိုင်သွားပြီပဲဟောဗျာဟာငါအကြည့်ပဲမိုက်လိုက်တာငါလောက်လာငါပဲရှိဟောအဲ့ဒါမှန်တည်သူပါအလုံးနှလုံးဖြုတ်ခဲ့လိုက်ပါတယ်ငါတော့ကိုလေးမှာတော့ကတ်အောင်လို့ကဲနိုင်သွားပါပြီဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗီဒီယိုမတင်တာကြာပြီဖြစ်တဲ့အတွက်လည်းအားလုံးကိုတောင်းပန်ပါတယ်ဆိုတော့အားလုံးပဲကိုယ့်ကိုKCကို queue စိုက်ကြပါအားလုံးပဲတက်တာပါ